ဂျပန်ဖိုက်တာနဲ့ရင်ဆိုင်ရမယ့်စူပါရေချမ်းအားလုံးပဲမင်္ဂလာပါ Monster NA Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေစောင့်မျှော်နေကြတဲ့ယူပါတေလာနဲ့မြန်မာဖိုက်တာစူပါရေချမ်းရဲ့ပွဲကိုမနေ့ညကပဲ1 Championship ကချပြလိုက်ပြီးဖြစ်ပါတယ်ဒီချိန်စူပါရေချမ်းရင်ဆိုင်ရမယ့်ပြိုင်ဘက်ကတော့155-95မှာMU ကိုအလဲထိုးနဲ့ရှုံးလိုက်ထားတဲ့ဂျပန်ဖိုက်တာမူကာစီတိုပဲဖြစ်ပါတယ်စူပါရေချမ်းနဲ့မူကာစီတိုတို့ကက်ရှ်ဝိတ်138ပေါင်တန်းမှာမွေထိုင်းပွဲထိုးမှာဖြစ်ပါတယ်ဂျပန်ဖိုက်တာမူကာစီတိုဟာဒီချိန်မှာလဲမြန်မာရိုးရာဖိုက်တာနဲ့ပဲပြန်တွေ့ခဲ့ရတာပါမူကာစီတိုဟာMU နဲ့ပွဲမှာအသာစီးထိုးတတ်ထားပြီးမှမထင်မှတ်ပဲအလဲထိုးနဲ့ရှုံးလိုက်ခဲ့တဲ့တော့ရိုးရာဖိုက်တာတွေကိုတိတ်ပစ်ခဲချေပုံမရပါဘူးMU နဲ့မကြေပွဲထိုးဖို့တောင်1 Championship ကိုတောင်းဆိုထားပါသေးတယ်ဒါပေမဲ့1ကMU နဲ့ထပ်ပြီးပွဲတယ်မပေးတော့ပဲနောက်ထပ်မြန်မာရိုးရာလက်ဝှေ့ရဲ့လူငယ်ဖိုက်တာဖြစ်တဲ့စူပါရေချမ်းနဲ့ပွဲတယ်ပေးထားပါတယ်အသက်28နှစ်အရွယ်အရက်9ပေကိုလက်မရှိတဲ့မူကာစီတိုကတော့155ပွဲစဉ်3ပွဲထိုးထားပြီး2ပွဲနိုင်1ပွဲရှုံးရလပိုင်ဆိုင်ထားပါတယ်အနာရထား2ပွဲကိုအလဲထိုးနဲ့အနာရထားတာဖြစ်ပြီးရှုံးလိုက်ထားတဲ့1ပွဲကိုတော့မြန်မာဖိုက်တာဖြစ်တဲ့MU ကိုအလဲထိုးနဲ့ရှုံးလိုက်ထားတာဖြစ်ပါတယ်အသက်20အရွယ်ရှိစူပါရေချမ်းကတော့အရမြင့်9ပေ4လက်မသာရှိတာကြောင့်မူကာစီတိုကို9လက်မထိအကျော်ပေးပြီးထိုးရမှာပါစူပါရေချမ်းက155ပြိုင်ပွဲမှာ3ပွဲထိုးတတ်ထားပြီးတပွဲနိုင်2ပွဲရှုံးလိုက်ထားပါတယ်အနိုင်ရထားတဲ့တပွဲကိုတော့ပထမချီမှာတင်အလဲထိုးနဲ့အနိုင်ရထားတာဖြစ်ပြီးရှုံးလိုက်ထား2ပွဲကိုတော့အမှတ်နဲ့ပဲရှုံးလိုက်ထားတာဖြစ်ပါတယ်2ပွဲရှုံးလိုက်ထားပေမဲ့စွန့်ဆောင်ရည်ကောင်းတွေချပြနိုင်ခဲ့တာကြောင့်စူပါရေချမ်းဟာပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ဖိုက်တာကောင်းတစ်ယောက်ပါစူပါရေချမ်းဟာဒီပွဲမှာမူကာစီတိုကိုအရမောင်းပိုင်းမှာအကျိုးပေးပြီးထိုးရပေမဲ့နစ်စနစ်ပိုင်းမှာတော့ဂျပန်ဖိုက်တာမူကာစီတိုထက်မတာရင်တောင်နှိပ်မနေပါဘူးနောက်တစ်ခုကမြန်မာဖိုက်တာတွေဟာဂျပန်ဖိုက်တာနဲ့တွေ့ရင်ရလက်ကောင်းတဲ့စံချိန်ကိုဆက်ပြီးထိုင်းတိုင်းတော့နမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ကဲဒီပွဲကိုလာမယ့်မေလ30ရက်နေ့တောက်ကြည155တရားစင်မှာထိုးတတ်သွားမှာဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မေတ္တာရပ်ခံလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်